Hey guys အားလုံးပဲမင်္ဂလာပါအခုပြပြပေးမှာက comfort zone ထဲမှာပိတ်မိနေတဲ့လူငယ်လေးတွေစိတ်တက်ကြနေတဲ့လူငယ်လေးတွေပြီးတော့တနေ့ကိုဘာမှတိုးတက်မှုမရှိဘူးလို့ခံစားနေရတဲ့လူငယ်လေးတွေအတွက် solution တစ်ခုဖြစ်တဲ့ Atomic Habits ဆိုတဲ့စာအုပ်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးလူငယ်လေးတွေကသူတို့ကပေါ့နော်ဒီရည်ရွယ်ချက်တွေရည်မှန်းချက်တွေပန်းနိုင်တွေမရှိတာမဟုတ်ဘူးသူတို့မှာပန်းနိုင်တွေရှိတယ်ဒါပေမဲ့လှုပ်ဆောင်ချက်တွေရှိမနေတာပေါ့နော် goal ရှိပြီးတော့ system ရှိမနေတာဒါတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဒီစာအုပ်လေးကပြပြပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်လေးကိုဖတ်ပြနေစဉ်မှာအမှားအယွင်းတစ်ခုခုရှိခဲ့လို့ရှိရင်ဒါကစာဖတ်သူရဲ့အားနည်းချက်ပေါ်ဆမှုသားဖြစ်ပါတယ်အရင်ဆုံးနားလည်ပေးဖို့မေတ္တာရပ်ခံခြင်းပါတယ်။ကဲစလိုက်ကြရအောင်နော်။ဒီ Atomic Habits ဆိုတဲ့စာအုပ်လေးကိုစာရေးဆရာဂျိန်းကလီယာကရေးသားခဲ့ပါတယ်။ဂျိန်းကလီယာဟာအလေးအကျင့်များဆုံးဖြတ်ချက်ချခြင်းနဲ့စဉ်ဆက်မပြတ်တိုးတက်မှုဆိုင်ရာဘာသာရပ်တွေကိုအထူးပြုလေ့လာရေးစာရေးဆရာနဲ့ဟောပြောသူလည်းဖြစ်ပါတယ်။ New York Times Magazine ရဲ့အယောင်ရဆုံးစာရင်းဝင်ဖြစ်တဲ့ဒီ Atomic Habits ဆိုတဲ့စာအုပ်ကိုရေးသားသူလည်းဖြစ်တယ်။သူ့ရဲ့စာအုပ်နဲ့စောင့်မလိုက်ရာတွေကိုEntrepreneur Magazine, Time Magazine, New York Times, Wall Street Journal နဲ့ CBS This Morning တို့မှာထည့်သွင်းဖော်ပြကြပါတယ်။ဒါအပြင်သူ့ရဲ့စာအုပ်ကိုကမ္ဘာတွင်းကကောလိပ်တွေမှာလည်းသင်ကြားကြပါတယ်။သူ့ရဲ့ကိုယ်ပိုင် website ဖြစ်တဲ့ janeclear.com ဟာလစဉ်ဝင်ရောက်ကြည့်ရှုသူပေါင်းတန်ပေါင်းများစွာရှိနေပြီးတော့သူ့ရဲ့လူကြိုက်များနေတဲ့ email သတင်းလွှာကိုလက်ခံဖို့အစင်းသွေးတဲ့သူကလစဉ်ထောင်နဲ့ချီပြီးရှိနေပါတယ်။သူဟာ Fortune 500 ကုမ္ပဏီများမှာပုံမှန်ဟောပြောပို့ချရတဲ့သူဖြစ်ပြီးတော့သူ့ရဲ့စီကွန်းတွေကို NFL, NBA နဲ့ MLB ရှိနေပြများနဲ့ကစားသမားတွေကသုံးပြုနေကြပါတယ်။ဘဝနဲ့အလုပ်မှာအလေးကျင့်ကောင်းတွေကိုတိစောက်ဖို့စိတ်ဝင်စားတဲ့လူတစ်ယောက်ချင်းစီနဲ့အသင်းအဖွဲ့တွေအတွက်အဆင့်မြင့်လင်းချေ platform ဖြစ်တဲ့ Habit Academy ကိုတည်ထောင်သူလည်းဖြစ်ပါတယ်။တက်ဆက်တဲ့ဘာသာပြန်သူရဲ့အမှာစာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ဘာသာပြန်သူရဲ့အမှာစာ2020ပြည့်နှစ်ကကျွန်တော်အတွက်တော့အစိုးရအကောင်းဆုံးပဲပြောရမယ်ထင်တယ်။ COVID-19 ကြောင့်အိမ်ကနေအလုပ်လုပ်တကြံလည်းမရှိရဲ့အပြင်ပိတ်ရက်တွေလည်းများနေရကြောင်းအိမ်မှာနေခဲ့ရတဲ့အချိန်တွေကပိုလာခဲ့ပါတယ်။ကံကောင်းစွာပဲစာရေးဆရာဂျိန်းကလီယာရဲ့ Atomic Habits စာအုပ်ကိုဖတ်ပြဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဟောပြောပွဲတစ်ခုမှာပြောခဲ့တဲ့သူ့ရဲ့ဗီဒီယိုဖိုင်လေးတစ်ခုကိုလွန်ခဲ့တဲ့2နှစ်လောက်တော့ကြည့်ခဲ့ပူပါတယ်။အဲ့ဒီထဲကအချက်အကုန်လုံးကိုတေချာမမှတ်မိပေမဲ့အချက်တစ်ခုကိုတော့မှတ်မိနေခဲ့ပါတယ်။အဲ့ဒါကတော့မပြောပါတော့တဲ့တင်းငယ်တဲ့လုပ်ရက်လေးတွေဟာအချိန်ကြာလာတဲ့အမျှတစ်ခုနဲ့တစ်ခုပေါင်းဆက်ပြီးတော့ကောင်းတဲ့အရာဒါမှမဟုတ်ဆိုးတဲ့အရာကိုဖြစ်လာစေတယ်ဆိုတာပါ။ဒါပေမဲ့လည်းအဲ့ဒီအချက်ကိုတစ်ခါတလေမမေ့ပြောက်ဖြစ်နေခဲ့ပါတယ်။တရက်မှာတော့ဒီစာအုပ်ထဲကကောင်းနှုတ်ချက်အတိုးလေးတစ်ခုကို online မှာတွေ့မိပြီးတဲ့နောက်မှာကျွန်တော်မူရင်းစာအုပ်ကိုတိတိကျကျပြီးအောင်ဖတ်ပြခဲ့ပါတယ်။ဖလို့ပြီးတဲ့အခါမှာတော့စာအုပ်ထဲကရှင်းလင်းတဲ့နီလန်းတွေကြောင့်ကျွန်တော်ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်နေတဲ့စိတ်တွေပင်ပန်းနေတဲ့စိတ်အားတော်တော်လေးကိုပေါ့ပါသွားပါတယ်။ပြီးတော့နေ့ရက်တိုင်းကိုဘယ်လိုမျိုးအကျိုးရှိကုံဆုံးရမလဲဆိုတာကိုပါနားလည်လာပါတယ်။ဒါအပြင်ကျွန်တော်လှုပ်ဖြစ်ချင်နေတဲ့အကျင့်ကောင်းတွေကိုအလွယ်ကူဆုံးဘယ်လိုလုပ်ရမလဲအကျင့်ဆိုးတွေကိုဘယ်လိုချိုးဖျက်ရမလဲအချိန်မဆွဲမိအောင်ဘယ်လိုလုပ်ရမလဲရလက်တွေကဘာကြောင့်ချက်ချင်းဖြစ်မလာသေးရလဲအကျင့်ကောင်းတွေပုံမှန်လုပ်ဖြစ်အောင်ဘယ်လိုနည်းလမ်းတွေကိုသုံးရမလဲစတာတွေကိုသဘောပေါက်လာပါတယ်ဒီစာအုပ်ဟာကျွန်တော်တော်တော်ရန်ကိုအကျိုးရှိတဲ့စာအုပ်ပါစာအုပ်ကောင်တအုပ်ဖြစ်တာကြောင့်တခြားသူတွေကိုပါဖတ်စေခြင်းနဲ့စိတ်ဖြစ်လာပါတယ်အထူးသဖြင့်လူငယ်တွေကိုဒီစာအုပ်ဖတ်စေခြင်းမိပါတယ်ဒါအပြင် social media မှာအကောင်းဆုံးအရာတွေကိုအပြိုင်ဆိုင်တင်နေကြတဲ့တခြားသူတွေနဲ့မိမိကိုယ်ကိုနှိုင်းယှဉ်ကြည့်ပြီးတော့စိတ်သက်ကြနေတဲ့လူတွေကိုအားမလို့အားမရဖြစ်နေတဲ့သူတွေပြောင်းလဲဖို့ဘယ်ကနေစလို့အောင်မှမသိဖြစ်နေတဲ့လူတွေအတွက်ဒီစာအုပ်ကအကျိုးရှိစေပါလိမ့်မယ်တင်းရဲ့ရည်မှန်းချက်ပန်းတိုင်ကဘာတွေပဲဖြစ်ပါစေဒီစာအုပ်ဟာတိုးတက်မှုအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့တင်းရဲ့စဉ်းစားပုံစဉ်းစားနည်းတွေကိုပြန်လည်ပုံဖော်ပေးပါလိမ့်မယ်တင်းရဲ့အလေးအကျင့်တွေကိုပြောင်းလဲဖို့လိုအပ်တဲ့လက်နက်ကရိယာများနဲ့နည်းလမ်းတွေကိုပေးပါလိမ့်မယ်ပြောရရင်တော့စာအုပ်ထဲကအချက်အလက်တွေနည်းလမ်းတွေကိုဘဝရဲ့နေပယ်တော်တော်များများမှာအသုံးပြုလို့ရတာကြောင့်လူကြီးလူငယ်အရွယ်မရွေးအကျိုးရှိစေမှာပါကျွန်တော်အနေနဲ့ဒီစာအုပ်ကိုဘာသာပြန်ဆိုတဲ့အခါမှာလဲစာအုပ်ထဲကနီလန်းကိုသုံးပြီးပြန်ဆိုခဲ့ပါတယ်။ပုံမှန်လင်းလင်းပြောရရင်ကျွန်တော်ကိုယ်တိုင်လည်းဆရာကြီးမဟုတ်ပါ။စာအုပ်ကိုလူအများဖတ်စေခြင်းနဲ့စိတ်ပဲရှိပါတယ်။မူရင်းစာအုပ်မှာပါဝင်တဲ့အချို့စကားလုံးတွေကိုမြန်မာဘာသာပြန်ဆိုရမှာအဆင်မချောတာအနည်းငယ်ရှိကောင်းရှိနိုင်ပါတယ်။ကျွန်တော်အနေနဲ့စာဖတ်သူဖတ်ရှုရဲ့အခါနားလည်စေဖို့အကောင်းဆုံးနဲ့အဆင်ပြေဆုံးဖြစ်အောင်အစွမ်းကုန်ကြိုးစားထားပါတယ်။တကယ်လို့များတချို့သောအကြောင်းအရာဟာစာဖတ်သူနားလည်ခံစားနိုင်တဲ့အတိုင်းအတာကိုမရောက်ဘူးဆိုရင်ကျွန်တော်ရဲ့လိုအပ်ချက်သားဖြစ်ပါတယ်။
စာဖတ်သူတွေကိုမှားချင်တာတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီစာအုပ်ကိုဖတ်တဲ့အခါပြီးရောအမြန်မဖတ်ပဲနဲ့တခန်းချင်းစီကိုတတိချာချာအေးအေးဆေးဆေးဖတ်ဖို့ပါ။တရက်ကိုတခန်းပဲဖတ်ရင်လုံလောက်ပါတယ်။တစ်ခေါက်ဖတ်ပြီးုံနဲ့တချို့အချက်တွေကိုတစ်ခါတည်းမမှတ်မိနိုင်ပါဘူး။တေချာနားလည်သွားအောင်လို့ပြန်ဖတ်ပါ။ပြီးရင်ကိုနဲ့အဆင်ပြေမဲ့နီလန်းတွေကိုလက်တွေ့လုပ်ကြည့်ပါ။ကျွန်တော်လည်းစာအုပ်ထဲကကိုနဲ့အဆင်ပြေမဲ့နီလန်းတွေကိုနေ့စဉ်အသုံးပြုရင်အရင်ကလှုပ်ဖြစ်ချင်တဲ့အလေးအကျင့်ကောင်းတွေကိုလက်တွေ့လုပ်ဖြစ်နေပါပြီ။ဒီစာအုပ်ကစာဖတ်သူတွေနဲ့ဘဝမှာတစုံတရာသောအကျိုးကျေးဇူးအတွေးအမြင်တစ်ခုခုကိုပေးနိုင်တယ်ဆိုရင်လူအများဖတ်စီခြင်းနဲ့စိတ်နဲ့အချိန်ပေါင်းများစွာလာပေါင်းများစွာကြိုးစားခဲ့ရတဲ့ကျွန်တော်ရဲ့အိမ်မက်လေးပြည့်စုံပါပြီကျော်စောတာကျွန်တော်အကြောင်းနောက်ဆုံးနဲ့အထက်တန်းကျောင်းသားဘဝရဲ့နောက်ဆုံးနေ့မှာကျွန်တော်မျက်နှာကို baseball ရိုက်တန်းနဲ့ရိုက်မိတာခံခဲ့ရပါတယ်အတန်းဖော်ကအင်အားအပြည့်သုံးပြီးတော့ဘောလုံးကိုရိုက်လိုက်တဲ့အချိန်မှာရိုက်တန်းကသူ့ရဲ့လက်ကလွတ်ထွက်ပြီးတော့ကျွန်တော်ရဲ့မျက်လုံးနှစ်ခုကြားကိုတက်တက်လာမှန်ပါbaseball ရိုက်တန်းလေထဲမှာလဲပြီးတော့လာနေအောင်တွေ့ရမယ်ရှောင်းချိန်အောင်မရလိုက်ပါဘူးထိချက်ကဘလောက်တောင်ပြင်းတယ်လဲဆိုရင်ကျွန်တော်နှာခေါင်းရိုးကျိုးပြီးတော့အတွင်းကိုခြိုက်ဝင်သွားတယ်ရိုက်မိတဲ့အားကြောင့်အုံနောက်ထဲကပျော့ပြောင်းတဲ့တ िश ူးစာလေးတွေကအုံနောက်ခွင်ရဲ့အတွင်းနေရာကိုသွားဆောက်မိတဲ့အခါဦးကောင်းတစ်ချောက်လုံးချက်ချေပဲဖူးရောက်လာခဲ့တယ်စက္ကန့်ပိုင်းလောက်အတွင်းမှာပင်ကျွန်တော်ကနှာခေါင်းရိုးကျိုးတာဦးကောင်းခွန်ကွဲအပ်တာမျက်စိအောက်ကအယိုးခွန်ကွဲအပ်တာတွေဖြစ်သွားပါတယ်ကျွန်တော်မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာလူတွေကအဖြစ်အပျက်ကိုမြင်ပြီးအကူအညီပေးဖို့ပြေးလာနေကြပါတယ်။အောက်ကိုငိုကြည့်လိုက်တော့ကျွန်တော်အင်ဂျီပေါ်မှာသွေးတွေအကွက်လိုက်ဖြစ်နေပါပြီ။အတန်းပေါ်တယောက်ကသူ့ရဲ့ရှယ်အင်ဂျီကိုချွတ်ပြီးကျွန်တော်ကိုလှမ်းပေးလိုက်တယ်။ကျွန်တော်လည်းကျိုးနေတဲ့နှာခေါင်းကစီးကျလာတဲ့သွေးတွေကိုရက်သွားအောင်နှာခေါင်းထဲကိုအဝတ်စထိုးထည့်ကြည့်လိုက်တယ်။ရှော့ရပြီးသွေးပူနေတဲ့အချိန်ဆိုတော့ဒဏ်ရာကဘလောက်ဆိုရဲဆိုတာကိုသတိမထားမိခဲ့ပါဘူး။နီးပြဆရာကကျွန်တော်လက်ကိုသူ့ရဲ့ပခုံးပေါ်ဆွဲတင်ပြီးခက်လန်းလန်းကသူနာပြုရုပ်ခန်းစီကိုတွဲခေါ်သွားတယ်။ကစားကွင်းကိုဖြတ်ကုန်းမြင့်တစ်ခုကိုဆင်းပြီးတော့ကျောင်းထဲကိုပြန်ဝင်တဲ့အချိန်မှာအတန်းဖော်တွေကကျွန်တော်လမ်းလျှောက်နိုင်အောင်ဘေးကနေဝိုင်းပြီးကူညီကြပါတယ်။ကျွန်တော်ကိုဖြည်းဖြည်းချင်းထိန်းပြီးလမ်းလျှောက်ခဲ့ကြတယ်။မိနစ်တိုင်းကဘလောက်ထိအရေးကြီးရဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူး။ကျောင်းစည်းကမ်းကိုရောက်တော့သူနာပြုကကျွန်တော်ကိုမေးခွန်းတွေအများကြီးမေးခဲ့တယ်။အခုကဘယ်နှစ်ခုနဲ့လဲကျွန်တော်ဖြေတာက1998အမှန်တော့2002ခုနှစ်ပါအမေရိကန်ပြည်ထောင်စုရဲ့လက်ရှိသမ္မတကဘယ်သူလဲကျွန်တော်ဖြေတာကဘေကလင်တန်အမှန်က George W Bush ပါမင်းအမေကဘယ်သူလဲကျွန်တော်အထက်နဲ့မဖြေနိုင်ပါဘူး10စက္ကန့်လောက်အချိန်ကုန်သွားတယ်ပတ်တီဆိုပြီးတော့ပုံမှန်ပဲပြန်ဖြေလိုက်တယ်ကို့အမေနာမည်ကိုဖြေဖို့10စက္ကန့်လောက်ကြာသွားတာကျွန်တော်သတိမထားမိလိုက်ဘူးကျွန်တော်မှတ်မိသလားအဲ့ဒါနောက်ဆုံးမိကွန်းပါပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကအုံနောက်ထဲမှာအလျင်မြန်ရောင်ရဲလာတဲ့ဓာတ်ကိုမခံနိုင်တော့လို့လူနာတင်ရောက်မလာခင်မှာပဲကျွန်တော်သတိလစ်သွားပါတော့တယ်မိနစ်အနေငယ်ကြာပြီးတဲ့နောက်မှာကျွန်တော်ကိုကျောင်းကနေဆေးရုံခေါ်သွားပါတယ်ဆေးရုံကိုရောက်ပြီးတိတ်မကြခင်မှာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်အတွင်းကကလေးစာတချို့တဖြည်းဖြည်းနဲ့စတင်ပြီးအလုံးမလုံးတော့ပါဘူးရေတောက်တာနဲ့အသက်ရှူတာလိုမျိုးအခြေခံလုံးဆောင်ချက်တွေကိုတောင်ခက်ခဲလုံးနေရပါတယ်ပထမဆုံးရှော့ကြီးစားရပြီးနောက်ကျွန်တော်အသက်ရှူတာလုံးဝရက်သွားခဲ့ပါတယ်ဆရာဝန်တွေကအောက်ဆီဂျင်ဆက်နဲ့ကျွန်တော်တက်ရှူနိုင်ဖို့အမြန်လုပ်ပေးပြီးတဲ့အခါဒေသခံဆေးရုံမှာစက်ပစ္စည်းမလုံလောက်တဲ့အတွက်ကျွန်တော်ကိုဆက်မထားဖို့ဆုံးဖြတ်လိုက်ပါတယ်စင်စင်နာတီမြို့မှာရှိတဲ့ဆေးရုံကြီးစီကိုရဟတ်ရင်တစီနဲ့ကျွန်တော်ကိုအမြန်ပို့ဆောင်ဖို့စီစဉ်ကြပါတယ်ကျွန်တော်ကိုအရေးပေါ်ခန်းကနေလမ်းရဲ့တစ်ဖက်မှာရှိတဲ့ရဟတ်ရင်ကွင်းစီကိုခေါ်သွားပါတယ်ဂျိုက်တွေနဲ့လမ်းတစ်လျှောက်မှာသူနာပြုဆရာမတယောက်ကကျွန်တော်ကိုတင်ထားတဲ့လူနာတင်တွန်းလဲကိုအနောက်ကနေတွန်းပြီးတော့တခြားသူနာပြုတယောက်ကတော့ဘေးကနေအသက်ရှူဆက်ကိုကင်ပြီးတော့လိုက်လာတယ်မကြသေးမီကဆေးရုံကိုလိုက်လာတဲ့အမေလည်းကျွန်တော်ရဲ့အနားမှာနေပြီးတော့ရဟတ်ရင်နဲ့လိုက်လာခဲ့တယ်ကျွန်တော်ဟာသတိလက်နေဆဲဖြစ်ပြီးတော့တက်ရှူရခက်ခဲနေတဲ့ကျွန်တော်ရဲ့လက်ကိုအမေကခီးတစ်လျှောက်လုံးဆုပ်ကင်ထားပါတယ်။အမေကကျွန်တော်နဲ့အတူရဟတ်ရင်ပေါ်လိုက်လာချိန်မှာအဖေကကျွန်တော်ညီနဲ့ညီမကိုအချိုးအချောင်းပြပြဖို့အိမ်ကိုပြန်သွားတယ်။အဖေကအဲ့ဒီညနေပိုင်းမှာလုံမဲ့ညီမလေးရဲ့အထက်မှကျောင်းဆင်းပွဲအခမ်းအနားကိုလာနိုင်တော့မှမဟုတ်ကြောင်းစိတ်မကောင်းစွာနဲ့ရှင်းပြခဲ့တယ်။အဖေကညီလေးနဲ့ညီမလေးကိုတငယ်ချင်းအတိတ်အိမ်မှာအပ်ထားခဲ့ပြီးတော့စင်စီနာတီဆေးရုံကိုကားမောင်းပြီးလိုက်လာခဲ့တယ်။ဆေးရုံခေါင်မိုးပေါ်ကိုရဟတ်ရင်ဆင်းတဲ့အချိန်မှာဆရာဝန်နဲ့သူနာပြုအယောက်20လောက်ကကြိုတင်စောင့်ဆိုင်နေပြီးကျွန်တော်ကိုရေးပေါ်ယူနစ်ထဲကိုတခါတည်းတန်းခေါ်သွားပါတယ်။အဲ့ဒီအချိန်မှာတော့ကျွန်တော်အုံနောက်ထဲကရောင်ရမ်းမှုအရန်ပြင်းထန်လာလို့တက်တာနဲ့အကျော်ဆွဲတာတွေမကြာခဏဖြစ်နေပါပြီ။ခေါင်းနဲ့မျက်နှာပေါ်ကကျိုးနေတဲ့အပ်နေတဲ့အယိုးတွေကိုခွဲစိတ်ကူးသားရမှာဖြစ်ပေမဲ့ခွဲစိတ်ကန်နဲ့ဝင်လောက်တဲ့အထိကျွန်တော်ရဲ့အခြေအနေကတက်တာမနေပါဘူး။တတိယအကြိမ်မြောက်ပြင်းပြင်းထန်ထန်သတိလစ်တာတက်တာအကျိုးဆွဲတာတွေဖြစ်ပြီးတဲ့နောက်မှာတော့ဆရာဝန်တွေကကျွန်တော်ကိုဆေးပညာအရမေ့မျောစေဖို့ပြုလုပ်ပြီးတော့တက်ရှူဆက်နဲ့အသက်ရှူစေပါတော့တယ်
ကျွန်တော်ရဲ့မိဘတွေကဒီဆေးရုံနဲ့မစိမ့်ပါဘူးလွန်ခဲ့တဲ့10နှစ်တုန်းကညီမလေးအသက်3နှစ်အရွယ်မှာသွေးကင်ဆာရောဂါကိုခံစားခဲ့ရပြီးတော့ဒီဆေးရုံမှာဆေးရုံတက်ခဲ့ရဘူးတဲ့အဲ့ဒီချိန်တုန်းကကျွန်တော်အသက်9နှစ်ပေါ့ညီငယ်ဆုံးက6လပဲရှိပါသေးတယ်2နှစ်ခွဲလောက်နေပါဓာတ်ရောင်ကြီးကုထုံးနဲ့ကုသမှုကြောရိုးနဲ့ယူရစ်ချစ်စီကုထုံးတွေနဲ့ကုသမှုတွေကိုခံယူပြီးတဲ့နောက်မှာတော့ညီမလေးဟာကင်ဆာရောဂါပျောက်ကင်းခဲ့ပြီးတော့ကျန်းမာပျော်ရွှင်စွာနဲ့ဆေးရုံကနေဆင်းခဲ့ရပါတယ်။10နှစ်လောက်ကြာပြီးချိန်မှာတော့ကျွန်တော်မိဘတွေဟာဒီလိုအဖြစ်မျိုးကိုပဲကလေးနောက်တစ်ယောက်နဲ့တနေရာထဲမှာထပ်ကြုံရပြန်ပါတယ်။ကျွန်တော်တတိလစ်နေမိမြော်နေတဲ့အချိန်မှာကျွန်တော်မိဘတွေကိုနှစ်သိမ့်ပေးနိုင်ဖို့အတွက်ဆေးရုံကနေဖုန်းတော်ကြီးတပါးနဲ့လူမှုရေးလုပ်သားတစ်ယောက်ကိုစီစဉ်ပေးပါတယ်။ဆိုပါဖုန်းကြီးကညီမလေးမှာကင်ဆာဖြစ်နေတယ်လို့သိရတဲ့လွန်ခဲ့တဲ့10နှစ်ချိန်တုန်းကတွေ့ဆုံခဲ့ရတဲ့ဖုန်းကြီးပါပဲရက်တော်ကြာလာတဲ့အထိကျွန်တော်ကိုဆက်တွေနဲ့တက်ဆက်ထားရပါတယ်ကျွန်တော်မိဘတွေလည်းသူတို့ကိုယ်တိုင်လဲကြမသွားစေဖို့အားတင်းရင်နဲ့စိုးရင်စိတ်ပြင်းနဲ့ဆေးရုံမှာဖြစ်တယ်လို့ပြန်မှန်းခံပြီးတော့လူနာဆောက်ခဲ့ရပါတယ်အဲ့ဒီဆေးရုံမှာဖြတ်တန်းခဲ့ရတဲ့အချိန်တွေဟာသူ့ဘဝမှာအဆိုးဆုံးနေ့ရက်တွေကတစ်ခုဖြစ်တဲ့အကြောင်းနောက်မှအမေကကျွန်တော်ကိုပြန်ပြောပြပါတယ်ပြန်လဲတက်တာလာခြင်းကံကောင်းထောက်မစွာနဲ့နောက်နေ့မနေ့မှာကျွန်တော်ရဲ့အသက်ရှူခက်ခဲမှုတက်တာလာပြီးတော့ကျွန်တော်ကိုဆေးပညာရသတိလျက်အောင်လှုပ်ထားတာကလည်းသတိပြန်ရလာဖို့အတွက်လုပ်ကြပါတယ်။နောက်ဆုံးကျွန်တော်သတိပြန်ရလာတဲ့အခါမှာတော့အနက်ခံနိုင်စွာပျောက်ဆုံးသွားပြီဆိုတာသိလိုက်ရတယ်။ဆက်တမှုတစ်ခုအနေနဲ့သူနာပြုဆရာမကပန်းသီးဖြိုရည်ဘူးထဲကိုကျွန်တော်နှာခေါင်းနဲ့လေမုတ်ထုတ်ပြီးအနက်ခံကြည့်ဖို့ပြောတယ်။အနက်ပြန်ရပေမဲ့ကျိုးနေတဲ့နှာခေါင်းရိုးကနေလေထုတ်တဲ့အခါမှာမျက်လုံးအောက်ကအပ်နေတဲ့အယိုးချတဲ့ကိုလေဖိအားကြောင့်လေဝင်သွားပြီးတော့ဘဲဘဲမျက်လုံးကအပြင်ကိုပြူးထွက်လာတယ်။ပြူးထွက်လာတဲ့မျက်လုံးကိုမျက်ခွန်နဲ့မျက်စိအာရုံကြောတွေကထိန်းထားလို့သာအပြင်ကိုလွတ်မထွက်တာပဲတဲတဲလေးပဲကြံနေတာပါ။မျက်စိအထူးကုဆရာဝန်ကတော့အပ်နေတဲ့အယိုးချထဲမှာခိုနေတဲ့လေတွေတဖြည်းဖြည်းထွက်သွားတာနဲ့ပြူးနေတဲ့မျက်လုံးကနေရာတကျဖြစ်သွားမယ်ဆိုပြီးတော့ပြောပါတယ်။ဒါပေမဲ့ဘယ်လောက်ထိချိန်ကြာမလဲဆိုတာတော့မှန်းလို့မရပါဘူး။ကျွန်တော်ရဲ့ဒဏ်ရာတွေပိုပြီးတက်တာလာမယ့်အချိန်နောက်တစ်ပတ်အကြာမှာခွဲစိတ်ကုသဖို့စီစဉ်ကြပါတယ်။ကျွန်တော်မျက်နှာဟာလက်ဝိတ်ထိုးပွဲမှာအကြိမ်ပေါင်းများစွာထိုးခံရတဲ့လူလိုဖြစ်နေပေမဲ့ကျွန်တော်ကိုဆေးရုံကနေဆင်းခွင့်ပြုလိုက်ပါတယ်။ကျိုးနေတဲ့နှာခေါင်းအယိုးအပ်နေတဲ့ဒဏ်ရာတွေနဲ့မျက်နှာပြူးထွက်နေတဲ့ဘဲဘဲမျက်လုံးနဲ့ကျွန်တော်အိမ်ကိုပြန်လာခဲ့ပါတယ်ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက်ပိုင်းကာလတွေကပိုပြီးတော့ခက်ခဲပါတယ်ကျွန်တော်ဘဝမှာအရာအလုံးခက်ရက်တန့်သွားတယ်လို့တော့ထင်ရတယ်ရက်တဲ့တစ်ပတ်ကြာပြီးတော့မှအမြင်အာရုံကနှစ်ထပ်ဖြစ်နေပြီးတော့ကောင်းမမြင်ရပါဘူးတလားကျော်အကြာလောက်မှာပြူးထွက်နေတဲ့မျက်လုံးကပုံမှန်နေရာကိုပြန်ရောက်သွားပါတယ်အမြင်အာရုံပြဿနာနဲ့ဒဏ်ရာတွေကြောင့်ကားပြမောင်းနိုင်ဖို့8လလောက်ကြာသွားပါတယ်ခန္ဓာကိုယ်ကုသရေးစစ်တာမှာလမ်းဖြောက်ဖြောက်ရှောက်ခြင်းလိုမျိုးနေ့စဉ်အခြေခံလှုပ်ရှားမှုတွေကိုလေ့ကျင့်ခဲ့ရပါတယ်။ဒဏ်ရာကြောင့်စိတ်တက်ကြမသွားဘူးအားတင်းထားပေမဲ့တချို့အချိန်တွေမှာတော်တော်လေးကိုစိတ်တက်ကြပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်ခဲ့ရပါတယ်။ပုံမှန်နီးပါးပြန်ကောင်းလာအောင်တစ်နေ့လောက်ထိချိန်ယူခဲ့ရပြီးတော့ baseball ပြန်ကစားတဲ့အချိန်မှာတော့ကျွန်တော်ဘယ်လောက်ထိနောက်ကျကြံခဲ့ပြီလဲဆိုတော့ရင်နာနာနဲ့သိလိုက်ရပါတယ်။ baseball ကအမြဲတမ်းကျွန်တော်ဘွားရဲ့အရေးကြီးစိတ်ပိုင်းတစ်ခုဖြစ်နေခဲ့ပါတယ်။ကျွန်တော်အဖေက St. Louis Cardinals နဲ့အသင်းရဲ့ပြိုင်ပွဲကစားသမားတစ်ယောက်ဖြစ်ပြီးတော့ကျွန်တော်လည်းအဖေလိုမျိုး professional baseball သမားဖြစ်ဖို့အိမ်မက်မက်ခဲ့ရပါ။လားတော်ကြာပြန်လဲထူထောင်နေတဲ့လေ့ကျင့်ခန်းလေးလုပ်နေရတဲ့အချိန်မှာကျွန်တော်အလိုချင်ဆုံးကတော့ကစားကွင်းထဲမှာပြန်ကစားရဖို့ပါပဲဒါပေမဲ့ baseball ပြန်ကစားရတဲ့အခြေအနေကထင်ထားသလိုမချောမွေ့ခဲ့ပါဘူးကစားပွဲရာသီစတဲ့အခါမှာကျောင်းအသင်းဟာအငယ်တန်းကစားသမားတွေထဲမှာကျွန်တော်တယောက်တည်းကိုမရွေးဘဲနဲ့ဖြုတ်ချထားခဲ့တယ်ပြီးတော့အတန်းငယ်တဲ့ကျောင်းသားတွေနဲ့ကစားဖို့ဆေးလွတ်လိုက်တယ်ကျွန်တော်ဟာအသက်4နှစ်ကလေးက baseball ကစားလာတာဖြစ်ပြီးတော့အချိန်တွေရောအားစိုက်ထုတ်မှုတွေရောအများကြီးပေးဆက်ထားတဲ့လူတစ်ယောက်အဖို့ဒီလိုအရွေးမခံရတာကရှက်စရာရမ်းကောင်းပါတယ်အဲ့ဒီနေ့ကိုကောင်းကောင်းမှတ်မိနေပါသေးတယ်။ကားထဲမှာစိတ်ပြက်ဝမ်းနေပြီးတော့ငိုနေတဲ့အချိန်ရေဒီယိုလိုင်းတွေရှောက်ပြောင်းပြီးတော့ခန်းစားချက်နဲ့တိုက်ဆိုင်တဲ့သချင်းတွေကိုလိုက်ရှာခဲ့ရမှတ်မိပါသေးတယ်။ကိုယုံကြည်မှုသိမ့်မရှိတဲ့တန်တရားစိတ်နဲ့တစ်နှစ်လောက်ကြိုးစားပြီးတဲ့အခါမှာအကြောင်းအသင်းမှာအကြီးအကျယ်ကစားသမားအဖြစ်နဲ့ကျွန်တော်နေရာပြန်ရခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲလုပ်တဲ့အခါကွင်းထဲမှာတိတ်မကစားခဲ့ရပါဘူး။ကစားပွဲရာသီတစ်ခုလုံး baseball တုံးနဲ့ဂျားဖြတ်17ချိန်ပဲဝင်ရိုက်ခဲ့ရပါတယ်။ပေါင်းလိုက်ရင်တပွဲဆန်အောင်မရှိပါဘူး။အားရစရာမကောင်းတဲ့ထက်တန်ကြောက်သားဘွားဖြစ်ခဲ့ပေမဲ့ကျွန်တော်ဟာထူးချွန်တဲ့ကစားသမားဖြစ်လာမယ်လို့ကိုအမြဲယုံကြည်ထားခဲ့ပါတယ်။အခြေအနေတွေအမှန်တကယ်ပြောင်းလဲဖို့ဆိုရင်တောင်းအရှိဆုံးကကိုတိုင်ဖြစ်တယ်ဆိုတာနားလည်လာပါတယ်။မတော်တဆမှုဖြစ်ပြီးတော့2နှစ်အကြာမှာဒန်နစ်ဆန်တက္ကသိုလ်စတက်တဲ့အချိန်ကကျွန်တော်ဘွားရဲ့တဆစ်ဂျိုးအပြောင်းလဲပါအဲ့ဒါဟာကျွန်တော်ဘွားအတွက်ပြောင်းလဲမှုတစ်ခုရဲ့အစဖြစ်ပြီးတော့တင်းငယ်တဲ့အလေးအကျင့်တွေရဲ့အံ့ဖွယ်စွမ်းအားကိုပထမဆုံးအကြိမ်စတင်တွေ့ရှိစေတဲ့နေရာလည်းဖြစ်ပါတယ်
အလေးအကျင့်တွေအကြောင်းဘယ်လိုလေ့လာခဲ့လဲဒန်နီဆန်တက္ကသိုလ်ကိုတက်ဖို့ရွေးချယ်လိုက်ခြင်းဟာကျွန်တော်ဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်တွေထဲကတစ်ခုပါကျွန်တော်ဟာတက္ကသိုလ်အားကစားအသင်းမှာအသင်းသားဖြစ်ခဲ့ပါတယ်အလဲကြာကစားရမယ့်တန်းစီစီရင်မှာလူသစ်အနေနဲ့အောင်ဆုံးရောက်နေပေမဲ့တော်တော်လေးစိတ်ကျဉ်နေစရာပါအထက်တန်းကျောင်းမှာဗျမ်းပတာအခြေအနေတွေဖြစ်ခဲ့ပေမဲ့ကျွန်တော်တက္ကသိုလ်အားကစားသမားဖြစ်လာခဲ့ပါပြီ။ Baseball အသင်းမှာဝင်စားရဖို့အချိန်လိုနေသေးတာကြောင့်ကျွန်တော်ဘဝကိုစနစ်တကျဖြစ်စေဖို့အာရုံစိုက်ခဲ့ပါတယ်။ကျွန်တော်ရဲ့အတန်းဖော်တွေညနေထိနေပြီးဂိမ်းဆော့နေပေမဲ့ကျွန်တော်ကတော့ညတိုင်းအိယာဆော့ဆော့ဝင်တဲ့အလေးချင်းကောင်းကိုစွဲမြဲအောင်လုပ်ခဲ့ပါတယ်။ကျောင်းသားအဆောင်ထဲကဆူညံပလောရိုက်နေတဲ့အနေအထားမှာပဲကျွန်တော်အခန်းကိုတန်ရှင်းတရက်အောင်ထားတဲ့အလေးချင်းကိုပါလှုပ်ဖြစ်ခဲ့ပါတယ်။ဒီလိုတိုးတက်မှုလေးတွေဟာဘာမှမဟုတ်သလိုထင်ရပေမဲ့ကျွန်တော်ဘဝကိုကိုယ်တိုင်ထိန်းချုပ်နိုင်တယ်ငါလုံနိုင်တယ်ဆိုတဲ့တွန်းအားကိုဖြစ်စေခဲ့ပါတယ်တဖြည်းဖြည်းနဲ့ကိုယုံကြည်မှုပြန်ရှိလာခဲ့ပါတယ်အဲ့ဒီယုံကြည်မှုကပညာရေးအထိပါလာပြီးရိုက်ခတ်လာစေပါတယ်ကျွန်တော်စားလိလာတဲ့အလေးချင်းကိုတိုးတက်အောင်လုပ်ခဲ့ပြီးတော့ပထမနေ့စာမေးပွဲဘာသာရပ်အားလုံးမှာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်အလေးချင်းတစ်ခုဆိုတာပုံမှန်လုပ်ဖြစ်ခဲ့တဲ့လုံရိုးလုံစင်ဒါမှမဟုတ်အမှုချင်းတစ်ခုပါများသောအားဖြင့်အလိုလျောက်ပြုလုပ်မိတာပါကျောင်းစတင်ချိန်နှစ်ဝက်တစ်ခုပြီးဆုံးချိန်တိုင်းမှာကျွန်တော်စပြီးလုပ်ခဲ့တော့ကမျောလင့်မထားတဲ့ရလဒ်တွေကိုပေးနိုင်တဲ့တင်းငယ်ပြီးပုံသေးဖြစ်တဲ့အလေးကျင့်ကောင်းတချို့ကိုစုမိနေပါပြီဥပမာကျွန်တော်ဘဝမှာပထမဆုံးအနေနဲ့တပတ်မှာရက်နေငယ်စီလောက်အလေးမလေးကျင့်ခန်းစလုပ်ဖြစ်ခဲ့တာပါအဲဒီလိုအလေးမတာအကျင့်ဖြစ်သွားပြီးတဲ့နောက်နှစ်တွေမှာကျွန်တော်ရဲ့6ပေ4လက်မအရက်ရှိတဲ့အရင်ကပိန်ပါပခန္ဓာကိုယ်ဟာပေါင်200ဝန်းကျင်ချွတ်သားကြီးပဲရှိရဲ့ခန္ဓာကိုယ်ဖြစ်လာခဲ့ပါတယ်ဒုတိယနှစ်ရောက်တဲ့အခါမှာတော့ကျောင်းဘေ့စ်ဘောအသင်းမှာဘောလုံးပစ်ပေးတဲ့သူအဖြစ်စတင်ကစားခဲ့ရပြီးတော့တတိယနှစ်မှာအသင်းကောက်ဆောင်အဖြစ်ရွေးခံခဲ့ရပါတယ်။ဒါအပြင်ကစားပွဲရာသီနောက်ဆုံးမှာကျောင်းပေါင်းစုံအသင်းအတွက်ပါအရွေးခံရပြန်ပါတယ်။နောက်ဆုံးနှစ်မတိုင်ခင်အထိကျွန်တော်ရဲ့အလေးကျင့်ကောင်းတွေဖြစ်တဲ့အိတ်တဲ့ပုံစံစားလိလာတဲ့ပုံစံလေးကျင့်ကန်လုပ်တဲ့ပုံစံတွေကတဖြည်းဖြည်းနဲ့စပြီးတော့အကျိုးပေးလာပါတယ်။မျက်နာကိုဘေ့စ်ဘောထုံးနဲ့ရိုက်မိပြီးရဟတ်ရင်နဲ့ဆေးရုံကိုသွားဆေးရုံမှာသတိမေ့နေအောင်အလုပ်ခံနေရတဲ့ကိစ္စတွေဖြစ်ပြီးတော့6နှစ်အကြာမှာကျွန်တော်ကိုဒန်နီဆန်တက္ကသိုလ်ကအကောင်းဆုံးအမျိုးသားအားကစားသမားအဖြစ်ရွေးချယ်တာကိုခံခဲ့ရပြီးတော့ ESPN Academies All American Team ကနေ American တနိုင်ငံလုံးမှာ33ယောက်ကိုပဲပေးအပ်တဲ့ဆုအဖြစ်ချီးမြှင့်ခံရပါတယ်ကျွန်တော်ဘွေရချိန်မှာတော့ကျောင်းမှတ်တမ်းစာအုပ်ရဲ့မတူညီတဲ့ဂဏ္ဍပေါင်း8ခုမှာထိုးချွန်သူအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်အဲ့ဒီနှစ်မှာပဲကျောင်းရဲ့အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ President Medal ကိုလည်းပေးအပ်ခြင်းခံခဲ့ရပါတယ်အခုကျွန်တော်ပြောပြနေတဲ့အကြောင်းတွေကတိတ်ကြွလုံးတလို့ဖြစ်နေရင်စိတ်မရှိပါနဲ့အမှန်တိုင်းပြောရရင်ကျွန်တော်ရဲ့အားကစားသမားဘဝဟာဘာမှတိတ်ကြီးကြီးတာမရှိခဲ့ပါဘူး professional ကစားသမားအဖြစ်ကျွန်တော်မကစားဖြစ်ခဲ့ပါဘူးဒါပေမဲ့လည်းအဲ့ဒီကျောင်းသားဘဝကအချိန်တွေကိုပြန်စဉ်းစားမိတဲ့အခါကျွန်တော်ဟာဖြစ်နိုင်ခဲ့တဲ့အရာကိုဖြစ်လာအောင်လုပ်နိုင်ခဲ့တယ်လို့ယုံကြည်မိပါတယ်ကျွန်တော်ရဲ့ဖြစ်နိုင်ချေအလားအလာကိုဖြည့်ဆည်းနိုင်ခဲ့တယ်လို့ပြောချင်တာပါအလားတူပါပဲဒီစာအုပ်ထဲကအကြံဉာဏ်တွေအယူအဆတွေကတင်းရဲ့ဖြစ်နိုင်ချေအလားအလာကိုဖြည့်ဆည်းပေးလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့အားလုံးဘဝမှာစိတ်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြရပါတယ်ကျွန်တော်ရရှိခဲ့တဲ့ဒဏ်ရာတွေကတော့ကျွန်တော်ရဲ့စိတ်ခေါ်မှုတွေကတစ်ခုဖြစ်ပြီးတော့အရေးကြီးတဲ့သင်ခန်းစာကိုသင်ပေးခဲ့ပါတယ်အဲ့ဒါကတော့ဆက်စချင်းမှာဘလောက်ပဲသေးငယ်ပြီးအရေးမကြီးဘူးလို့ထင်ရတဲ့ပြောင်းလဲမှုလေးတွေဖြစ်နေပါစေတင်တာဒီဇိုင်းမတ်နှစ်နဲ့ချီပြီးတော့လှုပ်ဆောင်မယ်ဆိုရင်အံ့ဩဖွယ်ကောင်းတဲ့ရလဒ်တွေအဖြစ်ပေါင်းဆက်ပြီးတော့ပြောင်းလဲသွားမှာဖြစ်တယ်ဆိုတာပါကျွန်တော်တို့ရဲ့ဘဝမှာတခါတလေရှေ့ကိုဆက်မသွားပဲတုတ်ဆိုင်နေတာတွေရစ်တက်နေတာတွေရှိပါတယ်ဒါပေမဲ့ရေရှည်မှာကျွန်တော်တို့ဘဝရဲ့အရေးအသွေးကကျွန်တော်တို့ရဲ့အလေးအကျင့်တွေပေါ်မူတည်နေတာကိုတွေ့ရမှာပါလုံနေကြအလေးကျင့်တွေအတိုင်းဆက်လုပ်နေမယ်ဆိုရင်ရနေကြအတိုင်းတူညီတဲ့ရလဒ်တွေပဲရလာအောင်ပါဒါပေမဲ့အလေးအကျင့်ကောင်းတွေနဲ့ဆိုရင်တော့ဘာမှမဆိုဖြစ်နိုင်ပါတယ်လောကမှာနေချင်းညချင်းထပြီးအောင်မြင်သွားတဲ့သူတွေရှိကောင်းရှိမှာပါအဲဒီလိုလူမျိုးတယောက်တလေကိုတောင်မှကျွန်တော်မသိပါဘူးမြင်လည်းမမြင်ဘူးပါဘူးကျွန်တော်ကိုယ်တိုင်ကလည်းအဲဒီလိုလူမျိုးမဟုတ်ပါဘူးစေးပညာအရာတတိလက်နေအောင်အလုပ်ခံရတဲ့အခြေအနေကနေတနိုင်ငံလုံးအကောင်းဆုံးကျောင်းသားအားကစားသမားစုကိုချီးမြှင့်ခံခဲ့ရတဲ့အချိန်အထိဝိုးတိုင်းကြီးထားဖြစ်သွားတာမဟုတ်ပါဘူးအောင်မြင်မှုတေးသေးလေးတွေမပြောပါတော့တဲ့ထိုးဖောက်ကြော်ကြားမှုလေးတွေနဲ့တဖြည်းဖြည်းတစ်ဆင့်ချင်းစီဆင့်ကဲပြောင်းလဲခဲ့တာပါကျွန်တော်ဘဝမှာတိုးတက်အောင်လုပ်ခဲ့တဲ့တခုတည်းသောနီလန်ရွေးချယ်ခဲ့တဲ့တခုတည်းသောအရာကတော့နည်းနည်းလေးနဲ့စလုပ်ခဲ့တာပါနှစ်အနေငယ်ကြာလာတဲ့အချိန်ကိုဝိုင်းစီးပွားရေးလုပ်ငန်းကိုစတင်တဲ့အချိန်ရဲ့ဒီစာအုပ်ကိုစပြီးရေးတဲ့အခါမှာလည်းဒီနီလန်ကိုပဲအသုံးပြုခဲ့တာပါဒီစာအုပ်ကိုဘာကြောင့်ရေးတာလဲ
2012နိုဝင်ဘာလမှာကျွန်တော်ရဲ့စောင်းပါတွေကိုကိုပိုင် website janeclear.com မှာစပြီးတော့ရေးသားထုတ်ဝေခဲ့ပါတယ်ကျွန်တော်ဟာနှစ်ပေါင်းများစွာကြာအောင်အလေးအကျင့်တွေရဲ့၎င်းနဲ့ပတ်သက်ပြီးတော့ကိုတွေ့စမ်းသပ်မှုတွေရဲ့အကြောင်းကိုမှတ်စုထုတ်ပြီးရေးမှတ်ထားခဲ့ပါတယ်နောက်ဆုံးမှာအဲ့ဒီအထက်ကအချက်လက်အချို့ကိုလူအများနဲ့မျှဝေပေးဖို့အဆင်သင့်ဖြစ်လာခဲ့ပြီးအပတ်စဉ်တလင်းလာအနေနဲ့ကြာသပတေးနေ့တိုင်းမှာစောင်းပါအသစ်တစ်ခုကို online မှာစတင်ပြီးထုတ်ဝေခဲ့ပါတယ်ဒီလိုရိုးရှင်းတဲ့ပုံမှန်စာရေးတဲ့အလေးအကျင့်ကကျွန်တော်ရဲ့ website မှာပထမဦးဆုံး email နဲ့စာရင်းသွင်းတဲ့သူစာဖတ်သူဦးရေ1000ကျော်ကိုလဟလန်းငယ်အတွင်းရရှိစေခဲ့ပါတယ်2013နှစ်အကုန်မှာစာဖတ်သူဦးရေ3000ကျော်အထိဖြစ်လာပါတယ်2014ခုနှစ်မှာကျွန်တော် website ရဲ့ email စာရင်းမှာစာရင်းပေးသူ3,000,000ကျော်အထိများလာခဲ့ပြီးတော့၎င်းဟာ internet ပေါ်အလင်းအမြန်ဆုံးတိုးတက်လာတဲ့အချက်လက်ပေးပို့တဲ့ email လိပ်စာတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။လွန်ခဲ့တဲ့2နှစ်အချိန်ကျွန်တော်စပြီးစာရေးခဲ့တုန်းကကိုဆရာကြီးအယောင်ဆောင်တဲ့လူတစ်ယောက်လိုမျိုးခံစားခဲ့ရပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်ကိုအလေးကျင့်တွေနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတစ်ယောက်အနေနဲ့အတိအမှတ်ပြုလူသိများလာပါပြီ။ဒီလိုမျိုးလူသိများလာခြင်းကကျွန်တော်အတွက်စိတ်လှုပ်ရှားစရာကောင်းတယ်လို့တစ်ခါတလေစိတ်မသက်မသာခံစားရစေတဲ့စုတစ်ခုပါ။ကိုဒီအကြောင်းအရာရဲ့မာစတာလို့တခါမှမတက်ငဲ့မဲ့ခဲ့ဘူးပါဘူးကိုစားဘတ်သူတွေနဲ့အတူစတတ်မှုတွေလှုပ်ဆောင်နေတဲ့လူတစ်ယောက်အနေနဲ့ပဲသတ်မှတ်ထားပါတယ်2015ခုနှစ်မှာတော့ကျွန်တော်ရဲ့ website မှာစာရင်းသွင်းလာတဲ့ email လက်ခံသူ2သိန်းအထိဖြစ်လာခဲ့ပါတယ်အဲဒီနောက်မှာသင်အခုဖတ်နေတဲ့ဒီစာအုပ်ကိုစတင်ရေးသားဖို့စာအုပ်တိုင်းနဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်ကျွန်တော်ရဲ့စာဖတ်ပရိသတ်များပြားလာတဲ့အများကျွန်တော်ရဲ့စီးပွားရေးအခွင့်အလမ်းတွေလည်းတိုးတက်လာခဲ့ပါတယ်။ကျွန်တော်ကိုထိပ်တန်းကုမ္ပဏီကြီးတွေမှာအလေးအကျင့်ဖြစ်ပေါ်ခြင်းအပြုအမူပြောင်းလဲခြင်းစဉ်ဆက်မပြတ်တိုးတက်ခြင်းနဲ့သက်ဆိုင်တဲ့သိပ္ပံနည်းကျအကြောင်းအရာတွေကိုဟောပြောပေးဖို့တောင်းဆိုလာခဲ့ကြပါတယ်။အမေရိကန်နဲ့ဥရောပမှာကျင်းပတဲ့ conference စည်းဝေးတွေမှာအဓိကမိန့်ခွန်းတွေကိုကျွန်တော်ဟောပြောနေရပါတယ်။2016ခုနှစ်မှာကျွန်တော်ရဲ့ဆောင်းပါးတွေကို Time Entrepreneur နဲ့ Forbes ရဲ့နာမည်ကြီးမဂ္ဂဇင်းများမှာပုံမှန်ထည့်သွင်းဖော်ပြခဲ့ကြပါတယ်။အော်စရာကောင်းတာကတော့အဲ့ဒီနှစ်မှာပဲလူ8သန်းကျော်ကကျွန်တော်စာတွေကိုဖတ်ခဲ့ပါတယ်။နာမည်ကြီး NFL, NBA နဲ့ MLB အသင်းများမှအားကစားနည်းပြများဟာကျွန်တော်ရဲ့စာပေတွေကိုစတင်ဖတ်ရှုပြီး၎င်းတို့ရဲ့အဖွဲ့တွေမှာပြန်လည်မျှဝေအသုံးပြုကြတာကိုသိရပါတယ်။2019ခုနှစ်အစမှာတော့ဘဝနဲ့အလုပ်မှာပုံမကောင်းမွန်တဲ့အလေးကျင့်များကိုတိစောက်ဖို့စိတ်ဝင်စားတဲ့အဖွဲ့အစည်းများနဲ့လူပုဂ္ဂိုလ်တဦးချင်းစီအတွက်အဓိက platform ဖြစ်လာတဲ့လေ့ကျင့်ရေးစင်တာ Habit Academy ကိုကျွန်တော်စတင်တည်ထောင်ခဲ့ပါတယ်။ Fortune Magazine ရဲ့ထိပ်တန်းကုမ္ပဏီ900စာရင်းမှာပါဝင်တဲ့ကုမ္ပဏီများနဲ့ကြီးထွားလာတဲ့ကုမ္ပဏီငယ်လေးတွေဟာသူတို့ရဲ့ခေါင်းဆောင်များကိုကျွန်တော်ရဲ့လေ့ကျင့်ရေးစင်တာမှာစာရင်းသွင်းပြီးတော့သူတို့ရဲ့လက်အောက်ကဝန်ထမ်းတွေကိုပြန်လည်လေ့ကျင့်ပေးစေပါတယ်။စုစုပေါင်း1000ကျော်တဲ့ခေါင်းဆောင်များမန်နေဂျာများနီးပြများနဲ့ဆရာများကို Habit Academy မှာမွေးထုတ်ပေးခဲ့ပြီးပါပြီ။သူတို့နဲ့အတူကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေကြောင့်အခုဆိုရင်အလေးကျင့်တွေကိုလက်တွေ့ကဘာမှာအကျိုးရှိအောင်ဘာတွေလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့တော်တော်လေးသိလာကြပါပြီ။ဒီစာအုပ်ကို2018ခုနှစ်မှာအချောတက်ရေးသားနေချိန်မှာကျွန်တော်ရဲ့ကိုယ်ပိုင် website ကိုဝင်ရောက်ကြည့်ရှုသူအရေးအတွက်ဟာတလအတွင်းမှာတန်းပေါင်းများစွာရှိနေပြီးတော့ကျွန်တော်ရဲ့အပတ်စဉ် email သတင်းလွှာကိုလက်ခံဖို့စာရင်းသွင်းထားတဲ့သူကလူ9သိန်းနီးပါးရှိနေပါပြီ။ဒီအရေးအတွက်ဟာကျွန်တော်စားရေးခဲ့တဲ့အချိန်တုန်းကမျှော်လင့်ထားတဲ့အတိုင်းအတာထက်အများကြီးကျော်လွန်နေပါတယ်။ဒီစာအုပ်ကသင်ကိုဘယ်လိုကြိုးချစေမှာလဲ။စွန်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်နဲ့ရင်းနှီးမြှုပ်နှံသူနေဘယ်ဗာရီကန်ကစာအုပ်ကောင်းတစ်အုပ်ကိုရေးမယ်ဆိုရင်သင်ကိုယ်တိုင်ကစာအုပ်ဖြစ်မှရမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ဒီစာအုပ်မှာဖော်ပြထားတဲ့အတွေ့အခေါ်များဟာကျွန်တော်ကိုယ်တိုင်လေ့လာတွေ့ကြုံခဲ့ရတဲ့အရာတွေဖြစ်ပါတယ်။ဒဏ်ရာတွေကနေပြန်ပြီးတော့နလန်ထူလာဖို့အားကစားရုံမှာပို့ပြီးကြန့်ခိုင်လာဖို့အားကစားကွင်းထဲမှာကစားတာထိတ်တန့်ဖြစ်စေဖို့စာရေးဆရာဖြစ်လာဖို့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းကိုတည်ထောင်ဖို့တာဝန်သိတဲ့အရွယ်ရောက်လူသားတစ်ယောက်ဖြစ်ဖို့စတဲ့အရာအားလုံးကိုတင်းငယ်လေးကျင့်တွေအပေါ်မှာမိခိုပြီးတော့လှုံ့ဆော်ခဲ့တာပါတင်းငယ်အလေးကျင့်တွေကကျွန်တော်ရဲ့ဖြစ်နိုင်ခြေလားလာတွေစွမ်းရည်တွေကိုဖြည့်ဆည်းပေးခဲ့ပါတယ်သင်ဒီစာအုပ်ကိုရွေးချယ်တယ်ဆိုတာကသင်ကိုယ်တိုင်လည်းသင်ရဲ့ဖြစ်နိုင်ခြေအလားအလာကိုဖြည့်ဆည်းခြင်းလို့ဆိုတာကျွန်တော်သဘောပေါက်ပါတယ်။နောက်စာမျက်နှာတွေမှာပုံမကောင်းမွန်တဲ့လေ့ကျင့်တွေကိုရက်နှန်းငယ်စီအတွက်မဟုတ်ဘဲနဲ့တဘဝလုံးဆွဲမြဲသွားစေဖို့တဆင်ပြီးတဆင်ဘလို့တိဆောက်သွားရမလဲဆိုတာကိုမျှဝေပေးသွားမှာပါ။ကျွန်တော်ရေးထားတဲ့အကြောင်းအရာအလုံးဟာသိပ္ပံနည်းကျအချက်လက်တွေဖြစ်ပါတယ်။ဒါပေမဲ့ဒီစာအုပ်ဟာပညာရေးဆိုင်ရာသုတေသနစာတမ်းမဟုတ်ပါဘူး။ဒီစာအုပ်ကလုပ်ငန်းလည်ပတ်ပုံလက်ဆွဲစာအုပ် Operation Manual ပါ။
အလေးကျင့်တွေနဲ့ပတ်သက်တဲ့အသိပညာနဲ့လက်တွေ့ကျတဲ့အကြံပေးချက်တွေကိုစလည်းအစုံအသေးစိတ်ဖော်ပြထားပါတယ်။ဒါအပြင်အလေးကျင့်တွေကိုသိပ္ပံနည်းကြဖြစ်ပေါ်လာအောင်ဘယ်လိုဖန်တီးမလဲဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ချက်လက်တွေကိုရှင်းရှင်းလင်းလင်းနားလည်ပြီးတော့သင်ကိုယ်တိုင်လက်တွေ့လိုက်ပြီးလုပ်နိုင်အောင်လို့ရေးသားထားတာကိုတွေ့ရမှာပါ။ဒီစာအုပ်ထဲမှာထည့်သွင်းရေးသားဖို့ကျွန်တော်အကိုအကားယူထားတဲ့နယ်ပယ်တွေဖြစ်တဲ့ဇီဝဗေဒအာယုံကြောသိပ္ပံစိတ်ပညာအတွေးခေါ်ပညာစတဲ့ဘာသာရပ်တွေဟာနှစ်ပေါင်းများစွာရှင်းနေခဲ့ပြီးဖြစ်ပါတယ်။ကျွန်တော်ဖော်ပြထားတဲ့အကြောင်းအရာတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကထူးချွန်ထက်မြက်တဲ့လူတွေရှာဖွေတွေ့ရှိခဲ့တဲ့နည်းလမ်းတွေနဲ့မကြသေးမီကသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တဲ့အကောင်းဆုံးရှာဖွေတွေ့ရှိချက်တွေကိုအကောင်းဆုံးပေါင်းစပ်ထားတာပါကျွန်တော်အခုလိုမျှဝေပေးရတဲ့ရည်ရွယ်ချက်ကအရေးကြီးပြီးတော့အကောင်းဆုံးဆိုတဲ့အတွေးခေါ်တွေကိုရှာဖွေမယ်ပြီးရင်တခြားသူတွေလိုက်ပြီးပြုလုပ်ဖို့အလွယ်ဆုံးဖြစ်မဲ့နည်းလမ်းတွေကိုချိတ်ဆက်ပေးဖို့ပါဒီစာမျက်နှာတွေမှာဖော်ပြထားတဲ့အသိပညာအလုံးဟာကျွန်တော်ရှေ့မှာခေတ်ဆက်ဆက်ရှိခဲ့တဲ့ချီးကျူးစရာသိပ္ပံပညာရှင်တွေကြောင့်ဖြစ်လာတာပါမိုင်မဲတဲ့အရာတစ်ခုခုအယူအဆတစ်ခုပါလာတယ်ဆိုရင်အဲ့ဒါကျွန်တော်အမားလို့ယူဆနိုင်ပါတယ်ဒီစာအုပ်ရဲ့ကြောရိုးကကျွန်တော်ရဲ့အဆင့်လေးဆင့်ပါတဲ့လေးကျင့်တွေဖြစ်ပေါ်လာတဲ့ပုံစံပါအချက်ပေးမှု Q လိုချင်တတ်မှတ်စိတ် craving တုံ့ပြန်မှု response နဲ့ select reward ဆိုပြီးတော့အဆင့်လေးဆင့်ရှိပါတယ်အဲ့ဒီအဆင့်တွေကနေပြီးတော့စင်ကဲပြောင်းလဲလာတာဖြစ်လို့အပြုတ်မှုပြောင်းလဲမှုနေရာမှာ၄ခုလို့လည်းခေါ်နိုင်ပါတယ်စိတ်ပညာဘာသာရပ်ကိုလေ့လာထားတဲ့အခြေခံရှိတဲ့စာဖတ်သူတွေကတော့ဒီဝေါဟာရအချို့ကို1930ပြည့်နှစ်မှာရေးသားခဲ့တဲ့ B.S. Skinner ရဲ့ဒီ operant ခြေနေလို့ခေါ်တဲ့လှုပ်ဆော်မှုတုတ်ပြန်မှုရလဒ်ကနေလာတယ်ဆိုတာကိုသတိပြုပြီးမှဖြစ်တယ်လို့မကြသေးမီကနာမည်ကြီးသွားတဲ့ Chartu Hit ရဲ့စာအုပ်အလေးအကျင့်ရဲ့စွမ်းအားဆိုတဲ့အထဲမှာလည်းအချက်ပေးမှုလုပ်ငန်းစဉ်ရလက်ဆိုပြီးတော့ပါဝင်တာတွေ့ရမှာပါB.S. Skinner လိုမျိုးအမှုချင်းဆိုင်ရာသိပ္ပံပညာရှင်များကလူတွေကိုကိုလိုချင်တဲ့အတိုင်းတစ်ခုခုပြုလုပ်စေချင်တယ်ဆိုရင်စုပေးတာဒါမှမဟုတ်အပြစ်ပေးတဲ့ပုံစံကိုအသုံးပြုလို့ရတယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ Skinner ရဲ့သုတေသနပုံစံဟာလူတွေရဲ့အမှုချင်းတွေကိုပြင်ပလှုပ်ဆောင်မှုများကဘလို့ပုံစံနဲ့လွှမ်းမိုးထားတယ်ဆိုတဲ့အကြောင်းကိုရှင်းပြတဲ့နေရာမှာအလွန်ကောင်းမွန်ပါတယ်။ဒါပေမဲ့လူတွေရဲ့အတွေးတွေခံစားချက်တွေနဲ့ယုံကြည်မှုတွေကသူတို့ရဲ့အပြုအမူအပေါ်ဘလို့မျိုးအကျိုးသက်ရောက်မှုရှိရဲဆိုတာကိုတော့ကောင်းကောင်းရှင်းမပြနိုင်ခဲ့ပါဘူး။တကယ်တော့အတွင်းပိုင်းအခြေအနေတွေဖြစ်တဲ့စိတ်အခြေအနေနဲ့စိတ်ခံစားမှုတွေကလည်းအရေးကြီးပါတယ်။မကြသေးမီဆယ်စုနှစ်ကာလလောက်ကစပြီးတော့သိပ္ပံပညာရှင်များဟာလူတွေရဲ့အတွေ့အကြုံစံသက်ချက်တွေနဲ့၎င်းတို့ရဲ့အပြုအမူချားမှာရှိတဲ့ဆက်သွယ်မှုအကြောင်းကိုစတင်လေ့လာခဲ့ကြပါတယ်။၎င်းသူသနာကိုလည်းဒီစာအုပ်ထဲမှာဖော်ပြပေးသွားမှာပါ။ကျွန်တော်အခုရေးသားထားတဲ့အကြောင်းအရာတွေဟာကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးသိရှိလာတဲ့အရာတွေနဲ့အမှုချင်းဆိုင်ရာသိပ္ပံနည်းကျအချက်လက်တွေကိုပေါင်းစပ်ထားတာပါ။ဒါကြောင့်ဒီစာအုပ်ဟာလူတွေရဲ့အလေးကျင့်တွေအပေါ်မှာပြပလှုပ်ဆောင်မှုတွေရဲ့လွှမ်းမိုးမှုရောအသွင်စိတ်ခံစားမှုရဲ့အကျိုးသက်ရောက်မှုရောအကြောင်းတရားနှစ်ခုစလုံးကိုတိတိကျကျဖော်ပြပေးထားတဲ့လူအပြုအမူနဲ့သက်ဆိုင်တဲ့စာအုပ်တွေကပထမဆုံးစံပြပုံစံဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီစာအုပ်ထဲကအကြောင်းအရာတချို့ကိုသင်သိထားပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အပြုအမူပြောင်းလဲမှုနည်းရာမှာ၄ခုနဲ့လက်တွေ့အသုံးပြုရမယ့်နည်းလမ်းတွေရဲ့အကြောင်းကိုအသေးစိတ်ဖော်ပြပေးထားတာဖြစ်လို့သင်ရဲ့အပြုအမူတွေအလေးကျင့်တွေနဲ့ပတ်သက်ပြီးတော့အသွေးခေါ်အသစ်တွေရရှိလာမယ်ဆိုတာကျွန်တော်လုံးဝအာမခံပါတယ်။လူတွေရဲ့အပြုအမူဟာအမြဲတမ်းပြောင်းလဲနေပါတယ်။အခြေအနေတစ်ခုကနေတစ်ခုအချိန်အပိုင်းခြားတစ်ခုကနေနောက်တစ်ခုတစ်စက္ကန့်ကနေတစ်စက္ကန့်အမြဲတမ်းပြောင်းလဲနေပါတယ်။ဒါပေမဲ့ဒီစာအုပ်ရဲ့ကြော်ရိုးကတော့ဘယ်တော့မှပြောင်းလဲမသွားတဲ့အရာတွေရဲ့အကြောင်းပါ။အဲ့ဒီအရာတွေကတော့လူအပြုအမူတွေကိုဖြစ်စေတဲ့အခြေခံအကျဆုံးအကြောင်းတရားတွေရဲ့အကြောင်းပါ။အဲ့ဒီအကြောင်းတရားတွေကသင်ဘဝတစ်လျှောက်လုံးမှာမိခိုအားထားရမယ့်ကြာရှည်ခံတဲ့နေရာမှာတွေလည်းဖြစ်ပါတယ်။အဆိုပါအခြေခံအချက်တွေပေါ်မူတည်ပြီးတော့သင်ရဲ့စီးပွားရေးလုပ်ငန်းမိသားစုဘဝထူထောင်တာအရှင်းဆုံးပြောရရင်ဘဝတစ်ခုလုံးကိုတောင်တိဆောက်လို့ရပါတယ်။အလေးကျင့်ကောင်းတွေကိုတိဆောက်ဖို့မှန်ကန်တဲ့နည်းလမ်းဆိုတာတစ်ခုတည်းမကပါဘူး။အများကြီးရှိပါတယ်။ဒီစာအုပ်မှာတော့ကျွန်တော်လက်တွေ့ကျသိထားပြီးသားအကောင်းဆုံးနည်းလမ်းတွေကိုပဲဖော်ပြပေးထားပါတယ်။လက်ရှိမှာသင်ဟာဘလို့နေရာမှာပဲရောက်နေဘလို့အရာမျိုးကိုပဲပြောင်းလဲချင်နေဒီစာအုပ်ထဲကနည်းလမ်းတွေကသင်အတွက်ထိရောက်ပြီးတော့အကျိုးရှိစေမှာပါ။သင်ရဲ့ရည်မှန်းချက်ပန်းနိုင်ကကျန်းမာရေးငွေရေးကြေးရေးအလုပ်အကိုင်းပေါင်းသိဆက်ဆံရေးစတဲ့ဘလိုမျိုးပန်းနိုင်တွေဖြစ်နေပါစေကျွန်တော်ပြောပြထားတဲ့နီးပြူဟာတွေဟာသင်ရဲ့ပန်းနိုင်တွေစီရောက်စေမယ့်နီးစနစ်တွေကိုတဆင့်ပြီးတဆင့်ရှင်းရှင်းလင်းလင်းဖော်ပြပေးထားပါတယ်ပန်းနိုင်ကိုရောက်ရှိဖို့အတွက်လူအပြုတ်မှုဆိုတာလိုအပ်နေတဲ့ရွေးဒီစာအုပ်ကသင်အတွက်အကောင်းဆုံးလမ်းညွှန်စာအုပ်ဖြစ်နေအောင်မှသိချပါတယ်အခုတင်ဆက်ပေးလိုက်တာကတော့ဘာသာပြန်သူရဲ့အမှားစာနဲ့ဂျိန်းခရီယာရဲ့အကြောင်းလေးကိုဒီတန်းမိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေမှာဘလို့အကြောင်းအရာတွေတင်ဆက်ပေးမလဲ။ကိုဘွားအတွက်တိုးတက်စေမယ့်နည်းလမ်းတွေကိုဘလို့ပြပြပေးမယ်ဆိုတာတွေကိုစောင့်မျှော်ရင်းနဲ့အားပေးကြပါအောင်နော်။နားထောင်ပေးတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နော်။